စစ်မြေပြင်အောင်ပွဲရတက်မတော်သားတွေကိုကြိုဆိုတဲ့နေ့ဖြစ်ပါတယ်။ခြေတန်းပြန်တက်မတော်သားစစ်တီတော်တွေဖြစ်ပါတယ်အောင်ပွဲရစစ်တီတော်တွေလားရှေ့တန်းပြန်အောင်ပွဲရစစ်တီတော်တွေလားရှေ့တန်းမှာလည်းစမတ်ကြရနောက်တန်းပြန်ဝင်လည်းစမတ်ကြရအကုန်လုံးကြည့်လိုက်လုံးဝစတောင်းမိုင်းနေကြီးပဲမှာနော်တွေ့လားစိတ်တက်ကြွတယ်လက်မထောင်ဟမ်ကျန်ဘယ်တော့ကြည့်နေဖို့ကောင်းလဲမိသားစုတွေလာကြိုကြတယ်ပြောရှင်းရှင်းပဲရှင်ကြိုးဆိုကြရဗျာမိသားစုတွေရှေ့တန်းနေပြန်လာတဲ့အောင်ပွဲရောက်တမတော်သားတွေကိုကြိုးဆိုတဲ့နေပေါ့နော်ဒါသူတို့ရဲ့တူးချင်းနေရာလေးကိုတည်တည်ချာချာပြင်ဆင်ပေးထားတာပါဗျာတေချာပြင်ဆင်ပေးထားနော်တက်တက်ရဲရဲနဲ့ပြင်ဆင်ပေးထားပါတယ်ကြိုးဆိုတာ